စီမီဖိုင်နယ်နဲ့ final ပွဲကြည့်တွေကိုအိမ်မှာပဲဒီတိုင်းထိုင်ကြည့်ရတော့မှာလားတကယ်ကိုအော်ဟစ်အားပေးလို့ရမယ် vibe အပြည့်ပွဲစည်းပွဲကောင်းမျိုးမှာသွားချင်တာအိမ်မှာကြည့်ဖို့ဘယ်သူပြောလို့လဲမိမိရဲ့သူ့နာကွင်းကြီးထဲမှာ live experience နဲ့ခံစားလို့ရမယ် TV360 World Cup Fan Festival လာတော့မှာလေဟဲသူ့နာကွင်းကြီးထဲမှာအကြီးကြီးပဲနော်ပွဲကြည့်အောင်တက်ပဲလားမမရဲ့ပွဲကြည့်ုံနေပဲကမလဲပွဲလာတဲ့သူတွေအတွက်အမိုက်စာမီနီဂိမ်းတွေဆော့ရင်းနဲ့လက်ဆောင်တွေလည်းအများကြီးပေးသွားအောင်ပါနော်အဲ့လိုထားကြတဲ့ festival မျိုးမှာမိမိတို့နဲ့ကြိုက်မှာပေါ့ဘော်ရာတွေအကုန်စုပြီး outfit မိုက်စာတွေနဲ့သွားဖို့ပြင်ထားမှရတော့မယ်ပွဲရက်တွေကဇွန်လ14ရက်နေ့15ရက်နေ့18ရက်နေ့နဲ့19ရက်နေ့တွေနော်ည9:00နာရီကနေစပြီးတော့သူ့နာကွင်းမှာအတူတူဖြတ်တန်းဖို့အခုတည်းကကြိုပြီးပြင်ဆင်ထားလိုက်တော့နော်